Hello ကျမကတော့ဒီရှက်အီးမော်ပါဒီနေ့ကတော့irregular plural noun လေးတွေကိုရှင်းပြပေးမှာဖြစ်ပါတယ် irregular plural noun ဆိုတာဘာလဲဆိုတော့မနေ့ကလိုမျိုးဒီကောင်းစင်လေးတစ်ချက်ပြောပြမယ်နော် irregular plural noun ဆိုတာကမနေ့ကလိုမျိုးဘာလို့လို့မရဘူးလဲဆိုတော့သူကို s day es day ies day ပေါ့နော်S day ES day IES day VES day ကျွဲတာမဟုတ်ပါဘူးကျွဲတာမဟုတ်တဲ့ဟာမဟုတ်ဘူးပေါ့နော်ကျွဲတာမဟုတ်ဘဲနဲ့စာလုံးတစ်လုံးကလုံးဝ changes ဖြစ်သွားတယ်ဒါမှမဟုတ်ရင်စာလုံးတစ်လုံးက unchange လုပ်လို့ unchange ဖြစ်တယ်ပေါ့နော်ပြောင်းလို့မရတဲ့စကားလုံးတွေပေါ့အဲ့လိုမျိုးဟာတွေကို irregular လို့ခေါ်ပါတယ်ဒီမှာဆိုရင် a mouse လို့ပေးထားတာပေါ့နော်ဒီမှာကြွက်လေးတစ်ကောင်ကြွက်လေးတစ်ကောင်ကောင်မလေးတယောက်ကင်ပြထားဆိုကြွက်လေးတစ်ကောင်အဲ့ဒါကို a mouse လို့ပြောတာပေါ့နော်ကြွက်တစ်ကောင်ဒီမှာဆိုလို့ရှိရင်11 mice mice တော့ကြွက်များလို့ပြောတာပေါ့နော်ဒီမှာဆိုရင်11 mice ဆိုတော့ကြွက်ကြီး11ကောင်ရှိတယ်အဲဒီလိုမျိုးပေါ့ mouse ကနေပြီးတော့ mice ကိုchange ဖြစ်သွားတာပေါ့နော်လုံးဝပြောင်းလဲသွားတယ်အဲ့လိုမျိုးစကားလုံးလေးပြီးတော့ a shy ကလေးတစ်ယောက်ပေါ့နော်ဒီမှာဆို na children ဆိုတော့ကလေးကိုရောက်ပေါ့နော်အတန်ထွက်လည်းပြောင်းသွားတယ်စာလုံးရဲ့ဖောင်လေးလည်းပြောင်းသွားတယ်ပေါ့နော်ဒါလေးကို irregular verb လို့ပြောပါ irregular noun လို့ပြောပါတယ် verb မဟုတ်ဘူးเนาะ sorry ဒါဆိုရင်ဒီမှာတစ်ချက်ကြည့်ကြည့်ပဲပေါ့နော် shy ဆိုရင်ကလေးဒီမှာ children ဆိုရင်ကလေးများနောက်က man ဆိုရင်လူကြီးကိုပြောတာ man ကလူကြီးများပေါ့နော်ယောက်ျားကြီးတွေကိုပြောတာပေါ့ဒီမှာဆိုရင် woman ဆိုမိန်းမကြီး woman မိန်းမကြီးများပေါ့နော် to ဆိုတာသွားကိုပြောတာတစ်ချောင်းတည်းပေါ့နော်တစ်ချောင်းတည်းကိုပြောတာဒီမှာဆိုရင် သွားများဖြစ်သွားတယ်ပေါ့နော်ဒီမှာ to ကနေ t ပြောင်းသွားတယ်ပေါ့လုံးဝ change ဖြစ်သွားတယ်နောက်ကကျ food ကဒီရှိထောက်ကိုပြောတာပေါ့နော် food ဒီမှာဆိုရင် feet ဖြစ်သွားတယ်ပေါ့နော်ဒီ food ကနေပြီးတော့ feet ကိုပြောင်းသွားတယ်နောက်က mouse နဲ့ mice နဲ့ပေါ့နော် change ဖြစ်သွားတယ်ဒီ irregular noun ကြတော့ဘယ်လိုလဲဆိုရင်ဒီမှာ sheep ပဲဒီဘက်လည်း sheep ဒီဘက်လည်း ဒီဘက်လည်း sheep စာလုံးကလုံးမပြောင်းလဲဘူးပေါ့နော်ဒီမှာရေးထားတယ် some irregular noun don't change in the plural တဲ့လုံးဝမပြောင်းလဲရဘူးတဲ့တချို့တော့ irregular noun တွေကကြတော့ပြောင်းလဲမှုမရှိဘူးလို့ဒီမှာပြောထားတယ်ဒီမှာ don't change နော်မပြောင်းလဲဘူးဒီမှာဆို fish ဒီ deer လိုမျိုးတွေပေါ့နော် deer တွေလည်းရှိတယ်ဒီစကားလုံးလေးပေါ့နော်ဒါဆိုလို့ရှိရင်ပြောင်းလဲလို့မပြောင်းလဲသွားတဲ့ irregular noun လေးဒါတွေကကြတော့လုံးဝ change ဖြစ်သွားတဲ့ irregular noun လေးပေါ့နော်ဒါတော့ grammar 1ထဲမှာပါတဲ့ဟာလေးပေါ့နော်ဒီမှာ grammar 2ထဲကိုတစ်ချက် grammar 2လေးနဲ့တစ်ချက်ရှင်းပြမယ်ဒါဆိုတစ်ချက်ကြည့်မယ်နော် grammar ဒုတိယဟာလေးမနေ့ကကျွန်မပြောလိုက်တဲ့မနေ့ကကြတော့ဒီ regular plural noun ပေါ့နော် s တွေ es တွေ is တွေ vs တွေတွေ့တဲ့ဟာလေးပေါ့နော်ဒီမှာမနေ့ကဒီ f တွေနဲ့စုံတဲ့ဟာမပါလိုက်ဘူးဒီ grammar 2ထဲမှာတော့ဒီ level လေးတစ်ခုပါနော် grammar 3ဆိုရင်တော့ဒီတက်နည်းနည်းလေးပိုမြင့်သွားတာပေါ့နော်မနေ့က f တွေနဲ့စုံတာမပါဘူးမနေ့ကပြောလိုက်တယ် f တွေ fe တွေနဲ့စုံလို့ရှိရင်သူ့ကို ffe ကိုမလုပ်လိုက်ရလဲဆိုဖြုတ်လိုက်ရတယ်ပေါ့နော်ဖြုတ်ပြီးလို့ရှိရင်သူ့ကို VES တွဲတယ်လို့ပြောခဲ့တယ်ဒါဆိုဒီနေရာမှာ F နဲ့ဆုံးတယ်ဒါဆို FF လေးကိုဖြုတ်ပြီးတော့ VS တွဲလိုက်တော့ leaf ဖြစ်သွားတယ် leaf ကနေ leaf ဖြစ်သွားတယ်ပေါ့နော်ဒီမှာလည်း loaf ဆိုပေါင်းမတုံးပြောတာပေါ့နော်ဒီမှာဆိုရင် loaf ဖြစ်သွားတယ်ပေါ့နော်နောက်က wife နဲ့ wife ဒီမှာ FE နဲ့ဆုံးတယ်ဒီ FE ကိုဖြုတ်လိုက်တော့ wife ဆိုပြီးဖြစ်သွားတယ်ပေါ့နော်ဒါကမနေ့က regular noun လေးပေါ့နော် plural noun လေးတွေပြောလိုက်တာဒီမှာကျတော့ irregular plural noun ဒီဘက်က singular ပေးထားတာဒီဘက်က plural singular ဆိုတာတစ်ခုကိန်းပေါ့နော်အနေကိန်းဒီဘက်ကကျတော့ plural ဆိုတော့အများကိန်းပေးထားတယ်ဒီမှာဆိုရင် man man ပေါ့နော် man ဒါလူကြီးကိုပြောတာပေါ့နောက်က woman ဆိုတော့က grammar 1ထဲမှာလည်းပါတယ် shine she ran two teeth food feed mouse mice ပေါ့နော်ဒီစကားလုံးလေးဒီမှာ sheep day fish day deer တွေပေါ့နော်နောက်ထပ်စကားလုံးတွေအများကြီးရှိသေးတယ်ဒါ Google မှာဆက်ပြီးလေ့လာမယ်ဆိုရင်
တွေ့နိုင်တယ်ပေါ့နော်အဲ့တော့လေ့ကျင့်ခန်းလေးတစ်ချက်သွားကြည့်မယ်ဆောနာကဒီ irregular plural noun လေးတွေသိပြီဆိုတော့ဒီလေ့ကျင့်ခန်းသွားကြည့်မယ်ပေါ့နော်သူက low couldn't write the plural လို့ပြောထားတယ်ဒီရေးတွက်ပြီးတော့ရေးပေါ့နော်သူအဲ့လိုပြောတယ်ဒါဆိုဒီမှာ fish လို့သုံးထားတယ် fish ကကြတော့သူ es တွေနဲ့တွဲလို့မရ is တွေနဲ့တွဲလို့မရအောင်သူတကယ်လို့ es တွဲလိုက်မယ်ဆိုရင်သူက၅မျိုးစိတ်တွေဖြစ်သွားတာပေါ့နော်အဲ့အတွက်ကြောင့်မို့ဒီမှာ၅မျိုးစိတ်ကိုပြောချင်တာမဟုတ်ဘူးလေနော်၅ကိုပြောတာဒါဆို၅တစ်ကောင်၅နှစ်ကောင်၅သုံးကောင်ဒါတွေပြောချင်တာဒါဆိုတော့သူ့ကိုများချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့စကားလုံးကပြောင်းလဲမှုမရှိဘူး fish ကလည်း၅ပဲ two fish ဆိုလည်း၅များပဲတကယ်လို့ es တွဲမယ်ဆို၅မျိုးစိတ်တွေဖြစ်သွားမှာပေါ့နော်ဒီမှာ man ဆိုရင်ဆောနာက man ဆိုရင်ဘယ်လိုပြောင်းလဲဆို man ပေါ့နော် men ဖြစ်သွားတယ် man man ကနေ men man ဖြစ်သွားတယ်ပေါ့နော်ဒီမှာ to ဆိုရင်သွားတစ်ချောင်းတည်းကိုပြောတာဒီမှာသွားနှစ်ချောင်းဆိုတော့ teeth ပေါ့နော် teeth ဒီမှာဆိုရင် deer ကလည်းဆောနာလို fish နဲ့တူတယ်သူက unchanged ပေါ့နော် don't change လို့ပြောထားတယ်ဆောနာက note ကလေးထဲမှာပြောင်းလဲလို့မရတယ်စကားလုံးလေးထဲမှာပါတော့ဒီမှာ1 2 3 4တစ်ကောင်ထဲလည်း deer ပဲ၄ကောင်လည်း deer ပဲအဲဆိုတော့ 4 deers ပေါ့နော်ဒီမှာကတော့ 2 dish လို့သုံးမယ်2 dish ဒါက3 men နော်3 men ဒီမှာကျတော့1 2 3 4ဆိုတော့4 deer 4 deer လို့သုံးတယ်ဒီမှာဆိုရှင် loaf လို့သုံးထားတယ် loaf ကဆောနာက f နဲ့ဆုံးတယ် f နဲ့ဆုံးဒီ f ကိုဖြုတ်ရမယ် vs တွေ့ရမယ်ဒါဆိုဒီမှာ1 2ဆိုတော့2 loaf ပေါ့နော်ဒီမှာကျတော့ the food ကိုပြောချင်တာ food ကဆိုတာအများဆိုရင်feet လို့သုံးတာလေဒါဆိုတော့ဒီမှာ1 2 3 4ဆိုတော့ဒီမှာ4 feet ပေါ့4 feet လို့သုံးတယ်ဒီမှာဆိုလို့ရှိရင် tennis နံပါတ်လေးတစ်ချက်ကြည့်မယ်နော်ကျန်တဲ့နံပါတ်ကတော့ကိုလောက်လိုက်တော့ဒီမှာ WOLF ပေါ့နော်ဒါပြတ်နေတာ F နဲ့ဆုံးတယ်ဒါဆို F နဲ့ဆုံးရင်ဘာလုပ်ရမလဲပေါ့နော်ဒီမှာဆိုရင် mouse ဆိုရင် mouse ရဲ့အများကဆောနာက mice လေနော်အဲ့လိုဖြစ်သွားမယ်ဒီမှာဆို FE နဲ့ဆုံးတယ်ဒီမှာတွေ့လား FE နဲ့ဆုံးရင်တို့ဘာတွေ့ရမလဲပေါ့နော်ဒါမနီးရသင်ခန်းစာလေးရဲ့အဆက်ပေါ့နော် part 1မှာတော့ပြောထားပြီးပြီဆိုတော့ part 2နဲ့တွဲပြီးတော့ exercise ကို try ကြည့်ပေါ့နော်ဒီမှာဆိုရင် wife ဆိုလို့ရှိရင်ဒါလေးပြောပြမယ် y ဆိုလို့ရှိရင်ဒီမှာ fe နဲ့ဆုံးနေတယ်ဒါဆို fe ကိုဖြုတ်မယ်ဒါဆိုရင်ဒီမှာ s ထဲထည့်ရမလား es တွဲတဲ့ထဲထည့်ရမလား is ထဲထည့်ရမလား vs ထဲထည့်ရမလားဒါမှမဟုတ်ရင် irregular လုံးဝ change ဖြစ်သွားတာလားဒါမှမဟုတ် unchange ဖြစ်တဲ့စကားလုံးလားဒါဆိုရင် change ဖြစ်သွားတဲ့စကားလုံး unchange ဖြစ်တဲ့စကားလုံးဆိုရင်ဒီထဲကိုထည့်ပြရမယ်ပေါ့နော်ဒီ s တွေတွဲတာ vs တွေတွဲတာဒီထဲထည့်ဒါဆိုဒီမှာ fe ဆိုတော့သူ့ဖြုတ်ပြီး vs တွဲမယ်ဆိုတော့ဒီထဲကိုထည့်ရမယ်ဒီလိုဖြစ်သွားမယ်ပေါ့နော်ဒီမှာ real wife ဖြစ်သွားမယ် shy ဆိုလို့ရှိရင် she runs ပြောင်းပါဒါဆိုရင်ဒီမှာ irregular plural noun ထဲကိုထည့်ရမယ် she run ပေါ့နော်ဒါဆိုရင်ဒီမှာ fly y နဲ့ဆုံးနဲ့ရှိမှ a e i o u ပါလားမပါလားကြည့်နော် y နဲ့ဆုံးပြီး a e i o u မပါဘူးဆိုရင် y ကိုဖြုတ်ပြီး is တွေ့ရမယ်ဟုတ်တယ်နော်ဒီမှာ desk ဒါဆိုရင်ဒါ simple word ထဲမှာပါတယ်ဒီမှာ orange တွေပေါ့နော် book တွေ mouse ဒါဆိုရင် irregular version မှာပါတယ် tomato ဆိုရင် o နဲ့ဆုံးနေတယ်ဟုတ်တယ်နော်sss SHCHOX ဆိုတော့အဲ့ဒါနဲ့ဆုံးလို့ရှိရင်ဒီမှာထည့်ရ black ကိုကြည့်ပေါ့နော်ဒါဆိုရင်ကျန်တဲ့ဟာလေးတွေက part 1ကိုကြည့်ပြီးတော့ဒီ part 2 exercise လေးကို try ကြည့်ပါဒါတော့ create a game takes time လို့ပြောထားပါတော့ create a game ဆို game လေးကစားပြီးတော့အဲ့လိုစော့ကြည့်ပေါ့ဒီမှာဆိုရင်ကောင်မလေးက books တဲ့တအုပ်ထဲကိုပြောချင်တာဒါဆိုကောင်လေးက four books အဲ့လိုသုံးတယ်ပေါ့နော် shine ဆိုရင်ကလေးတယောက်ထဲကိုပြောတာကောင်လေးကဥပမာtwo shines ပေါ့သူမှတကယ်ချင်းသူနဲ့အခုပြောနေတဲ့ကောင်မလေးနဲ့နှစ်ယောက်ရှိရဆိုတော့ဒီမှာ two children ပေါ့တော့သုံးလို့ရတာပေါ့နော်ဒါကတော့ speaking ပိုင်းကိုသွားတာ box ဆိုလို့ရှိရင်ဖာတစ်ဖာထဲကိုပြောတာပေါ့နော်အဲ့တော့ကိုစိတ်ကူးထဲမှာပေါ့သုံးခုပြောချင်တယ်ဆိုရင် three boxes ပေါ့အဲ့လိုမျိုးလေးသုံးတာပေါ့နော်ဒီမှာ x နဲ့စုံတဲ့အတွက်ကြောင့် es တွင်လိုက်တယ်ပေါ့နော်ဒါလေးက speaking ပိုင်းဒါဆိုရင်ဒီ part 2လေးကိုလည်းရမယ်လို့ထင်ပါတယ်လွယ်ပါတယ် grammar ကတော့လေ့လာရင်လေ့လာတော့ရတာပေါ့နော်ဒါဆိုလေ့လာကြည့်ပါကိုကဒီထက်ပိုကျွမ်းကျင်နေဆိုရင်ကိုကဲလေးခောက်ပြီးတော့
search box ထဲမှာပေါ့နော် irregular pronoun လေးတွေရဲ့ဒီ rule လေးတွေလေ့လာကြည့်ပါကျမကတော့ basis ကိုရှင်းပြပေးထားတယ်ပေါ့နော်ဟုတ်ကဲ့ကျမကတော့ဒီချက်ဥမ္မာပါ bye bye